မြို့သူအနေနဲ့ကြတော့ဒါကမြို့သူခမ်ဘက်အနေနဲ့မှာပေါ့နော်ပထမဆုံးယုံကြည်ကဖြစ်တယ်မြို့သူအနေနဲ့တော့စီးပွားရေးဘယ်လောက်လုပ်နေဒီအမှုပညာကတော့ကိုစွန်လည်းမစွန်လွတ်နိုင်ဘူးဝါသနာလည်းပါနေရဖြစ်တဲ့အတွက်ကြောင့်မလို့ပေးတဲ့နေရာလေးမှာတော့အကောင်းဆုံးပေါ့နော်ဆက်ပြီးတော့ကြိုးစားသွားပါမယ်ဒါလီမောင်ကလူမဟုတ်ဘူးစုံမဖြစ်နေလို့အမေကတားနေရတာဒါကတော့ထုံးစံမှာပဲဒီလိုညီကိုမောင်မရှိရခါမှာအကြီးတွေကကြတော့ပို့ပြီးတော့စိတ်ပူတတ်တယ်ပြီးတော့ဒီမှာဆိုလို့ရှိရင်ကြတော့အမေနဲ့ဒါသမီးနဲ့ကတော့ပို့ပြီးတော့တိုင်ပင်ဖြစ်တယ်ပြောဖြစ်ကြတယ်ဆိုခါကြတော့ဒါမောင်စိတ်ပူတဲ့ character လေးပါပဲရှင်ဟုတ်မြို့သူအနေနဲ့ကတော့မြို့သူကိုယုံကြည်လို့ပေးလာတဲ့ဇက်ကောင်လေးပေါ်မှာပဲတက်နိုင်တယ်လို့တာဝန်ကျတဲ့သူဖြစ်အောင်လို့ကြိုးစားခဲ့ပါတယ်ဟုတ်ကဲ့မြို့သူအနေနဲ့ကြတော့ဒါကမြို့သူခမ်ဘက်အနေနဲ့မှာပေါ့နော်ပထမဆုံးယုံကြည်ကဖြစ်တယ်ပြီးတော့ဒါမမတို့တွေစီနီယာမမျိုးတို့တွေနဲ့ဆိုရင်လည်းဒါပထမဆုံးတွေ့ဆုံတာမောင်လေးတို့နဲ့ဆိုရင်လည်းဒါပထမဆုံးတွေ့ဆုံတာညီမလေးမြင့်မို့တို့ဘေဘေတို့အကုန်လုံးပေါ့နော်ပထမဆုံးဆုံရတာပေါ့နော်အဲ့ဒါလေးကတော့အမှတ်တရဖြစ်ပါတယ်ကျန်တာကတော့မြို့သူကပေးတဲ့စက်ကောင်တိုင်းပေါ့နော်မြို့သူတို့ကြိုးစားခဲ့ကြပါတယ်ရှင်ငါတို့ကလည်းမရရအောင်တားမယ်ဆိုတာနင်းသဘောပေါက်ထားတားလေတားပါဒါပေမဲ့မမောင်လေးကဒါလေးလက်ထဲမှာဆိုတာမသိရဒီကတော့မောင်လေးရဲ့ fan တွေပေါ့နော်သူ့ရဲ့ fan တွေကလည်းအများများတဲ့ခါကျတော့ပို့ပြီးတော့မှအားရစရာကြီးဖြစ်တာပေါ့နော်မြို့သူကတော့ကိုယ့်ကိုတင်ပြပေးတာတွေညွှန်ပြပေးတာတွေဆိုလို့ရှိရင်နာခံလိုက်နာပြီးတော့ကိုယ့်ရဲ့ character လေးအတွင်းမှာကိုလုတ်ခဲ့ရတဲ့ဒီ scene လေးတွေပေါ်မှာတော့တက်နိုင်ဆိုအကောင်းဆုံးဖြစ်အောင်လို့မြို့သူစူးစမ်းပါတယ်မြို့သူအနေနဲ့တော့စီးပွားရေးဘယ်လောက်လုပ်နေဒီအမှုပညာကတော့ကိုစွန်လည်းမစွန်လွတ်နိုင်ဘူးဝါသနာလည်းပါနေရဖြစ်တဲ့အတွက်ကြောင့်မလို့ပေးတဲ့နေရာလေးမှာတော့အကောင်းဆုံးပေါ့နော်ဆက်ပြီးတော့ကြိုးစားသွားပါမယ်ကိုယ့်ရဲ့ကိုယ်ပိုင်ချိန်မှာလည်းကိုအလုပ်လုပ်တာပေါ့နော်ဒီလိုမျိုးအလုပ်ကလေးတွေအမှုပညာနဲ့ပတ်သက်တာလေးပေါ်လာပြီဆိုတဲ့ခါကြလို့ရှိရင်လည်းကိုယ့်ဘာကိုဒါ time management လုပ်ပြီးတော့ပဲသူဒါရိုက်ကူးဖြစ်တယ်ပေါ့နော်အခုဆိုရင်လည်းဇလန်တွဲလည်းဝင်နေတယ်ပြီးတော့နေမမြင်ပါရလည်းဝင်နေတာဆိုတော့လေအကုန်လုံးတော့ဆင်ပြေပါတယ်မျိုးသားကြတော့သူကဒီ management လုပ်တာကြတော့သူကတော်တော့လေသူစိတ်အေးလက်အေးနဲ့အလုပ်လေးအပြင်မှာထွက်လို့ရတယ်မြို့သူတို့ကားလေးက12ရက်နေ့ဆိုလို့ရှိရင်ဒါယုံတင်ပြီပေါ့နော်အဲ့တော့ဒါကြည့်ပြီးတော့အားပေးပါအောင်လို့လည်းဒါပြောချင်ပါတယ်အများကြီးအားပေးကြမယ်လို့လည်းမျှော်လင့်ပါတယ်